ဆွဲဆောင်မှုရှိပြီးခန္ဓာကိုယ်အချိုးအစားပြည့်ပြည့်လှပခြင်းတို့ရင်သားဆီလီကွန်ထည့်ခြင်းနဲ့ဆိုရင်အရှမ်းကြီးသွားမလားပြီးတော့ဘလို့ brand ကိုထည့်ရင်ကောင်းလဲတဘာဝကြကြလေးရောလှပမလားဆိုပြီးတော့စိုးရင်စိတ်တွေသိကျင်တာလေးတွေရှိတတ်ကြပါတယ်အဲ့လိုစိုးရင်စိတ်တွေကိုယုံကြည်စိတ်ချမှုအပြည့်နဲ့အကောင်းဆုံးဖြည့်ရှင်းပေးနိုင်တဲ့နေရာကတော့ချောအခုရောက်နေတဲ့ The Clinic Dino ကိုပဲဖြစ်ပါတယ်ရှင်ဒီလိုပုံမှာဆိုရင်ကမ္ဘာအဆင့်မီ brand တွေဖြစ်တဲ့မန်တော်ရဲ့ Motiva ရဲ့ဆိုပြီးတော့ယုံကြည်စိတ်ချရတဲ့အမျိုးအစားနှမျိုးရှိပါတယ်။အကြည်ရောင်အိဆက်နေတာလေးကတော့မန်တော်ဖြစ်ပြီးတော့ဒီလိုသဘာဝဆန်ဆန်ဖန်တီးထားတဲ့အနောက်ရောင်လေးကတော့ Motiva ပဲဖြစ်ပါတယ်ရှင်။ကိုကြိုက်နေတတ်တဲ့ brand ကိုစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ဒီနိုဘိုရဲ့အထူးခြားဆုံးကတော့ကိုထည့်ခြင်းတဲ့ဆီလီကွန်ကိုဟောဒီလိုဂိုင်းကြည့်လို့ရပါတယ်။အဲ့ဒါကတော့ဒီနိုဘိုရဲ့ signature ပဲဖြစ်ပါတယ်ရှင်။ပြီးတော့ကိုထည့်ခြင်းတဲ့ site ကိုအထူးပြုလုပ်ထားတဲ့ sizer bra ထဲမှာကိုထည့်ခြင်းတဲ့ site ကိုထည့်ပြီးသွားလို့ရှိရင်မှန်ရှင်းမှာကြိုတင်ခံမှန်းကြည့်လို့ရပါတယ်ရှင်။ချောရဲ့တဘာဝကြကြပြည့်ပြည့်လှပတဲ့ရင်သားလေးကိုဖန်တီးပေးထားတာတော့ The Clinic Dino ဘွားပဲဖြစ်ပါတယ်ရှင်။ကိုယ့်ရဲ့တန်မိုးထားရတဲ့အလှတရားတွေကိုဖန်တီးခြင်းနဲ့ဆိုရင် The Clinic Dino ကိုသာယုံကြည်စိတ်ချစွာလှမ်းလာခဲ့ဖို့ချောအားလုံးဖိတ်ခေါ်ပါတယ်။ တေသက်တိကြောင့်လှပယုံကြည်ဒီနိုဘိုရဲ့ plastic surgery